လာမယ်လာပြီးနေမှာကိုကြားစေးသက်သာပြီးတော့လိုရလွယ်ကူသလိုအရသာလည်းအရန်ရှိတဲ့နှစ်ထပ်ကော်ဖီကြောလုံးနီးလေးကိုဝင်မြပေးခြင်းပါတယ်ခင်ဗျာအချိန်မိနစ်30လောက်ပြီးရုံနဲ့အိမ်မလက်တကူပြုလုပ်လို့ရတာမို့လုံးနီးလေးကိုကျွန်တော်နဲ့တူလက်ကြည့်ကြရအောင်ပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့လာပြီးနေ့အတွက်နှစ်ထပ်ကော်ဖီကြောလေးကြိုပါမယ်ခင်ဗျာဒီကပါဝေတာကတော့ကော်ဖီမှုရဲ့ကြောမှုရဲ့နိုစီတကြားစာဒီလိုပါပဲခင်ဗျာကဲဒါဆိုရင်စာပြီးတော့ကြိုပါမယ်ခင်ဗျာပထမဆုံးအောက်အလွှာတွေနိုစီပူကြီးတပူစားတဲ့ကိုစားကိုကနေငယ်တကြားကိုကထမင်းစားစောနဲ့တူစောနိုစီကိုလည်းထမင်းစားစောနဲ့တူစောထည့်ပြီးတော့မီအေးလေးနဲ့ကြိုပေးပါမယ်ခင်ဗျာကျွန်တော်တို့ဒီကြောကြိုတဲ့အခါမှာဒီလိုကြောမို့25တာတထုံးဆိုရင်ကျွန်တော်ရေကိုကပုံမှန်1လီတာရေတန့်ပူနဲ့2ပူတိုးလို့ရပါတယ်ခင်ဗျာကျွန်တော်အကယ်လို့ဒီကော်ဖီကြောကြိုမှဆိုရင်ဒီကြောမို့တဝက်စီကိုကော်ဖီရေကိုက1လီတာဒီနိုစီကိုက1လီတာဆိုပြီးတော့ခွဲကြိုလို့ရပါတယ်ခင်ဗျာနိုစီ1လီတာဆိုတာကဒီလိုနိုစီပူနဲ့3ပူစားပါခင်ဗျာကျွန်တော်ကတော့ဒီနေ့နဲ့ပဲလို့ဒီနိုစီပူ2ပူစားပဲကြိုပါမယ်ခင်ဗျာကဲဒီလိုဆူလာပြီဆိုရင်ကြောမှုကိုထမင်းစားစောနဲ့တစောထည့်ပြီးတော့9မိနစ်လောက်ဆက်ကြိုပေးပါမယ်ခင်ဗျာကဲဒီလိုကြောလေးကျက်ပြီးတော့အရည်လေးပြစ်လာပြီဆိုရင်ခွဲလေးတစ်ခုတည်းကိုထည့်ပြီးတော့အိတ်ကန်ထားလိုက်ပါမယ်ခင်ဗျာဆက်ပြီးအပေါ်လွှာအတွက်ရေကိုနိုစေးနဲ့စာတူထည့်ပါမယ်ပြီးရင်ကော်ဖီမိုးကိုကထမင်းစားစောနဲ့နှစ်စောစားကိုကနဲ့ငယ်တကြားကိုကထမင်းစားစောနဲ့နှစ်စောထည့်ပြီးတော့မီအေးလေးနဲ့ဆက်ကြိုပေးပါမယ်ခင်ဗျာကျွန်တော်ကတော့ဒီ copy အလွှာမှာနို့စီမထည့်တော့ပါခင်ဗျာကျွန်တော်အောက်လွှာကိုကလောအစိရတာအပြည့်လို့ထားတော့လေဒီလိုခါသက်လေးကြုံမှာစားတဲ့အခါမှာအရသာကွက်တိဖြစ်နေပါမှာခင်ဗျာအကယ်လို့ကိုကခါရရတာမချက်ဘူးဆိုရင်လည်းနို့စီလေးနဲ့ထည့်လို့ရပါတယ်ခင်ဗျာကဲဒီလိုဆူလာပြီဆိုရင်ကြောမှုကိုထမင်းစားစောနဲ့တစောထည့်ပြီးတော့9မိနစ်လောက်ဆက်ကြိုပေးပါမယ်ခင်ဗျာကဲဒီလိုအရည်လေးပြည့်ပြီးတော့ကြောလေးချက်ပြီးဆိုရင်ခဏကအိတ်ခံထားတဲ့ကြောရဲ့အပေါ်မှာလောက်ထည့်လိုက်ပါမယ်ခင်ဗျာပြီးရတော့ကျွန်တော်တို့တနားရီလောက်အိတ်ခံထားလိုက်ပါမယ်ခင်ဗျာကဲအခြေတနားရီပြီးတာနဲ့လိုရလွယ်ကူသလိုအရသာလည်းအရန်ရှိပြီးအမြင်လေးလေးလှတဲ့နှစ်ထပ်ကော်ဖီကြောလေးကိုရရှိပါပြီခင်ဗျာအရသာလေးကကော်ဖီတောင်းနေရသလိုမှုပဲတကယ်ချိုခွဲလေးစားနေရသလိုချိုစစ်လေးကိုမှခါသက်လေးနဲ့အရသာအရန်ရှိတာမို့အလူခွဲတို့မင်္ဂလာခွဲတို့မှာတော့တကယ်အခန့်လို့ရပါတယ်ခင်ဗျာကဲကျွန်တော်တို့နှစ်ထပ်ကော်ဖီကြောလေးရပါပြီခင်ဗျာကျွန်တော်ကတော့လေဒီလာမလာပြီးနေမှာဆော်ရတင်မှာဆိုတော့ဆောင်းမပြတော့ပါဘူးခင်ဗျာကဲကျွန်တော်တို့ဒီနှစ်ထပ်ကော်ဖီကြောလေးကလေကိုချစီသက်တာပြီးတော့လိုရလွယ်သလိုမျိုးအရသာလည်းအရန်ရှိတာမို့ဒီနေ့လေးကိုတိုးပြီးတော့လာမလာပြီးနေမှာကုသပြုလို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ရပါခင်ဗျာ